ဘဝသစ်ပြန်လာတဲ့အမျိုးသမီးဟာပထမဆုံးအလုပ်အနေနဲ့ဘီလိန်မရဲ့သားကိုဂျပန်ကြီးတစ်ချောင်းတိတ်တဆိတ်ကျွေးလိုက်ပါလေ။ဘာလို့လဲဆိုတော့အဲ့ဒီကလေးစားလိုက်မှသူမရဲ့သမီးလေးကဘိုက်ဝါမှာမို့လို့ပါ။အရင်ဘဝတုန်းကသူမဟာသမီးလေးအတွက်အာဟာရရှိတာတွေနေ့တိုင်းချက်ကျွေးပေမဲ့သမီးလေးကပိန်တစ်ထက်ပိန်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ဘီလိန်မကသူ့သားကိုဟင်းသီးဟင်းရွက်ပုတ်တွေပဲကျွေးပေမဲ့အဲ့ဒီကလေးကကျမ်းမာတန်ဆွမ်းနေခဲ့တာပါ။ခင်မုန်းဖြစ်သူကလည်းသမီးကိုမချစ်တဲ့အပြင်ဇနီးတီကိုကလေးမွေးရမှာမတိဘူးလို့အမြဲအဖြစ်တင်ခဲ့ပါတယ်။နောက်ဆုံးမှာသမီးလေးဟာအာဟာရပြက်ပြီးသတိလစ်သွားတဲ့အခါမှာဘီလိန်မကအမှန်တရားကိုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့ကလေးနှစ်ယောက်ထဲကတစ်ယောက်စားသမျှဟာနောက်တစ်ယောက်စီကိုရောက်သွားတယ်ဆိုတဲ့ကျိန်စာပါပဲ။အဲ့ဒီအချိန်မှာအရာအလုံးဆုံးရှုံးသွားခဲ့ရပေမဲ့ကံကောင်းစွာနဲ့သမီးလေးတတိမလစ်ခင်9 ရက်အလိုကိုသူမပြန်လဲမွေးဖွားလာခဲ့ပါတယ်။ဒီဘဝမှာတော့သမီးကိုကာကွယ်ဖို့သူမတစ္ဆာဆိုလိုက်ပါတယ်။သူမကဝါနုဆဲတွေဝယ်ပြီးသမီးကိုတိုက်လိုက်ရင်ဟိုတက်ကကလေးဝမ်းလျှော့မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းဝမ်းလျှော်တာကသူမကိုယ်တိုင်ဖြစ်နေပါတယ်။ဘီလိန်မကပိုရွတ်မှပြီးသူ့သားကိုဆေးရည်တစ်မျိုးတိုက်လိုက်တဲ့အခါသမီးလေးရဲ့ဗိုက်ထဲကနေအမြဲရောင်အရည်တွေအန်ထွက်လာပါတော့တယ်။ကင်မရာကနေတဆင့်ချောင်းကြည့်လိုက်တဲ့အခါဘီလိန်မဟာသူ့သားကိုထူးဆန်းတဲ့ဆေးရည်တွေတိုက်နေတာကိုတွေ့လိုက်ရပါတယ်။သူမဟာဘီလိန်မရဲ့သားကိုခိုးထုတ်ပြီးဆေးတစ်ခွက်တိုက်လိုက်မှသမီးလေးချမ်းမကြီးပြန်ကောင်းလာပါတယ်။ဒါကိုတိသွားတဲ့ဘီလိန်မကသူမကိုကလေးအစိတ်ခတ်တဲ့ဆိုပြီးလာရောက်ဆွဆွဲပါတယ်။ခင်မွန်းဖြစ်သူကလည်းဘီလိန်မဘက်ကပဲပါနေပြီးဇနီးတီကိုမနာလို့ဖြစ်နေတာလို့ထင်နေခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာလည်းဘီလိန်မကသူ့သားကိုဆေးရည်တွေအတင်းတိုက်ပြီးသမီးလေးကိုပြန်အန်အောင်လုပ်နေကြကြောင်းသူမဟာတစ်ဖက်အိမ်ကိုတွားရောက်ထိတ်တိုက်ရင်ဆိုင်ပါတော့တယ်။ဒါပေမဲ့တကားလာခွင့်ပေးတာကတော့သူမရဲ့ခင်မွန်းဖြစ်နေပြီးဘီလိန်မစီကနေအာဟာရဗဟုသုတသင်ယူနေတာပါလို့စင်ကြေပေးနေခဲ့ပါတယ်။